Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဇင်လင်း editing ကဇင်လင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မြန်မာလ8လပိုင်း8ရက်နေ့မြန်မာချိန်ည7:00နာရီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့3သိန်းခွဲတဲ့ video editing ကို free ပေးတဲ့အတန်းလေးစတင်ပြီးပဲဖြစ်ပါတယ်ဆိုတော့အဲ့အတန်းကြီးညာလိုက်ကြတဲ့ကစိတ်ဝင်စားတဲ့လူတွေတော်တော်များတဲ့အတွက်လည်းကျွန်တော်ဝမ်းသာတယ်ပေါ့နော်အခုလည်းတနင်္လာနေ့လည်းတော်တော်လေးများနေပြီပေါ့ဆိုတော့ဒီအတန်းကိုတနင်္လာလက်ခံတာဒါကျွန်တော်အခုဆိုလို့ရှိရင်တော့ပိတ်ပါပြီသတ်မှတ်ထားတဲ့ရက်လည်းကြော်နေပြီတနင်္လာလည်းအများများနေပြီဖြစ်တဲ့အတွက်ထပ်ပြီးတော့လက်မခံတော့ပါဘူးဒါပေမဲ့မ join လိုက်ရတဲ့သူတွေအတွက်ကျွန်တော်သတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒါအခု join ထားတဲ့လူတွေတော်တော်များတာတောင်မှစိတ်ဝင်စားလို့ထပ် join ကျင်တဲ့သူတွေနောက်ထပ်လာ join ကျင်တဲ့သူတွေကျွန်တော်ထပ်တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအတန်းကအခုလက်ရှိအတန်းကကျွန်တော် video record တွေပြန်မပေးလို့မ join လိုက်ရတဲ့သူတွေလည်းတွေ့ရတယ်ပြီးတော့ဒီအတန်းနဲ့ပတ်သက်တဲ့ post လေးကိုမြင်တာနောက်ကျလို့မ join လိုက်ရတဲ့သူတွေလည်းရှိတယ်ကိုယ့်ရဲ့အလုပ်ချိန်တွေအကြောင်းချိန်တွေနဲ့တိုက်နေလို့မ join လိုက်ရတဲ့လူတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူတွေအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်ပေးထားပါတယ်အဲ့ဒီအစီအစဉ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ video editing ကိုအချိန်မီနေရာမီလေ့လာလို့ရမယ် video class လေးပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတန်းနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ကျွန်တော်မနှက်ပြန်သို့မဟုတ်တစ်ပတ်ခါမှာအသေးစိတ်ဗီဒီယိုလေးနဲ့တင်ပေးသွားဖို့ရှိတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒါ channel လေးပေါ့နော်ဒါရေဒီယာလေးသိရအောင်လို့အချက်အလက်လေးချို့ကျွန်တော်ပြပြပေးပါမယ်အဲ့ဒီအတန်းကဘယ်လိုလူတွေအတွက်ရည်ရွယ်လဲဆိုတော့စောစောကပြောသွားတယ်ကျွန်တော်အတန်းကိုမြင်တာနောက်ကျတဲ့သူတွေမ join လိုက်ရတဲ့သူတွေပြီးတော့ចောင်းသားဟောင်းတွေအခုရဲ့အလုပ်ချိန်ចောင်းချိန်နဲ့တိုက်နေတဲ့သူတွေ record video လိုချင်တဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်စီစဉ်တဲ့အတန်းလေးပဲဖြစ်ပါတယ်ဆိုတော့သတ်မှတ်ချက်လေးတွေရှိတယ်စီကံလေးတွေရှိတယ်ပြီးတော့ဒါအစီအစဉ်လေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ပထမဆုံးသတ်မှတ်ချက်ကတော့အချိန်ကာလပဲဖြစ်ပါတယ်အချိန်ကာလသတ်မှတ်ထားပါတယ်ပုံမှန်ဆိုလို့ရှိရင်ဗီဒီယိုနဲ့တင်တဲ့အတန်းတွေကတော့ကျွန်တော်ဒါ live time ပေးတာများတယ်ပေါ့နော်တစ်လုံးလေးလာလို့ရအောင်လို့ပေးတာများတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်ကြည့်ရတဲ့လောက်ကတင်နန်းသားတွေအတွက်တော်တော်လေးကိုအလုံးမဖြစ်ခဲ့ဘူးပေါ့ဘာကြောင့်လဲဆိုတော့အဲ့လိုပေးချလိုက်ပြီဆိုလို့ရှိရင်တော်တော်များများပေါ်ပေါ်တန်တန်လေးဖြစ်သွားတယ်တေချာမလေးလာကြတော့ဘယ်အချိန်လေးလာရပါတယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်ကုန်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်အချိန်ကာလလေးတစ်ခုတေချာလေးသတ်မှတ်ထားပါမယ်ဒါလုံလောက်တဲ့အချိန်ကာလပေါ့နော်ကျွန်တော်3လဆို3လ4လဆို4လအဲ့လိုလေးသတ်မှတ်ထားပါမယ်ပြီးတော့လူဦးရေလည်းကန့်သတ်ထားပါမယ်ဒါမြင်သမျှလူတိုင်းလည်းကျွန်တော်လက်မခံဘူးပေါ့နော်ဆိုတော့လူဦးရေကန့်သတ်ထားပါမယ်အချိန်ကာလကန့်သတ်ထားပါမယ်ပြီးတော့အခုအတန်းလိုမျိုးပညာဒါနအတန်းတော့မဟုတ်ပါဘူးကျွန်တော်သင်တန်းချင်းလေးတစ်ခုလူတိုင်းတက်နိုင်တဲ့ပမာဏလေးတစ်ခုကျွန်တော်သတ်မှတ်ထားပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကအသေးစိတ်သိချင်တယ်စုံစမ်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ TikTok account မှာလည်းလာပြီးမေးလို့ရတယ်သို့မဟုတ်ဇင်လင်း editing ဆိုတဲ့ Facebook page မှာလည်းသွားမေးလို့ရတယ် Telegram account သိတဲ့သူတွေကလည်း Telegram မှာလာပြီးတော့စုံစမ်းမေးမြန်းစာရင်းသွင်းလို့ရပါတယ်ဆိုတော့အခုဒီနေ့စမယ်အတန်းထဲမှာလည်းကျွန်တော်အတန်းသားတွေနဲ့တခြားလေးစပြီးတော့ဒါ knowledge လေးတွေလည်းပြန် share ပေးသွားပါမယ်နောက်ထပ်အတန်းတွေမှာလည်းစိတ်ဝင်စားလို့ join နေတယ်ဆိုလို့ရှိရင်အခု account လေးမှာလာစုံစမ်းလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ